အိမ်ချက်လက်ရကောက်ကောင်းလေးနဲ့ထမင်း3ကန်လောက်ကောင်းစားချင်တဲ့ညီကိုတွေရှိတယ်ဆိုလို့ရှိရင်တော့ဒီလိုဝက်ဥနုဟင်းလေးကူမှာလုံးဝအနံ့ဆိုးတွေမရဘဲနဲ့မွေးကြကြိုင်လေးနဲ့သုံးဆောင်လို့ရမယ်ချက်နီကောင်းလေးကျွန်တော်လာပြီးတော့မျှဝေပေးပါမယ်ခင်ဗျာအချိန်လေး9မိနစ်ပေးပြီးလိုက်ကြည့်လိုက်ရအောင်မချက်ခင်မှာရလာတဲ့အုံနုလေးတွေကိုကျွန်တော်တို့ဆန်မုတ်ဖြစ်ကောက်ညင်မုတ်ဖြစ်တဲ့စားလေးအသင့်တင်လောက်ထက်ဒါတွေအားလုံးကိုတမအောင်မွေပြီးဆိုလို့ရှိရင်တော့ကျွန်တော်တို့အပြင်မှာ15မိနစ်လောက်ပဲဖြစ်ဖြစ်မိနစ်20လောက်ပဲဖြစ်ဖြစ်နှက်ထားပေးပါခင်ဗျာကဲဦးကိုနှက်နေတဲ့အချိန်မှာအိုးလေးထဲမှာရေလေးအတင်းတင်းထည့်ပြီးတော့ပွက်ဆူအောင်တည်ထားပေးပါအချိန်လေးပြည့်သွားပြီဆိုလို့ရှိရင်တော့ရေတန့်အနေနဲ့ကျွန်တော်တို့3ခေါက်လောက်ထပ်ပြီးတော့ဆေးပေးပါခင်ဗျာရေနိုင်နဲ့ဆေးနိုင်လေးစားရတာပို့ပြီးတော့စိတ်တန့်နေပါပဲခင်ဗျာဦးပြောဖို့အတွက်ပပဆူနဲ့ဦးလေးထဲမှာရှောက်ရွယ်ပတဲကောဇပလင်လေးကိုပပလီထဲစားလေးအသင့်တင်ထဲပြီးရင်တော့ရေနဲ့တန့်စင်စကြအောင်စီထားတဲ့ဦးလေးတွေကိုထည့်လို့ရပါပြီခင်ဗျာတကယ်လို့ပြုတ်မယ်ဆိုလို့ရှိရင်တော့ဦးကြီးကြီးနဲ့ပြုတ်လေးပို့ပြီးတော့ကောင်းလေးပါပဲအချိန်လေးမိနစ်45မိနစ်လောက်ကျွန်တော်တို့ပြုတ်ပေးပါမယ်နော်ကဲတတ်မှတ်ထားတဲ့အချိန်လေးပြည့်သွားပြီဆိုလို့ရှိရင်ကျွန်တော်တို့အေးလေးခံထားပေးပါမယ်ဦးနုဦးရင်ဘလို့ခွဲတယ်ဆိုလို့ရှိရင်တော့မဝယ်ခင်မှာဦးကိုဖောက်ခံကြည့်ကြည့်ပါအထဲမှာဝါနေမယ်ဆိုလို့ရှိရင်တော့ဦးရင်ပါတကယ်လို့ဖြူနေမယ်ဆိုလို့ရှိရင်တော့ဦးနုလေးပဲဖြစ်ပါတယ်ခင်ဗျာအခုလိုဦးနုကတုတ်စားတဲ့ကောင်းသလိုဟင်းကြိုချက်တော့မယ်ဆိုလို့ရှိရင်လည်းအရန်ကောင်းပါတယ်ကဲနောက်ထပ်မွေးကြိုင်ပြီးအရသာရှိတဲ့ချက်နီလေးလာပြီးတော့ချက်ပြပါမယ်အိုးလေးထဲမှာစီလေးအသင့်တင်တော့ထည့်ပါမယ်ပပလီထားတဲ့ကြက်သွန်နီလေးတွေကိုသုံးပါမယ်ဒီမှာကျွန်တော်ကြက်သွန်ပြူလုံးဝမထက်ချက်ထားပေးပါဘူးခင်ဗျာမီးလေးပုံမှန်လောက်နဲ့ကြက်သွန်အနံ့လေးမွေးလာပြီဆိုလို့ရှိရင်တော့တစ်ကြပိုးခေါက်ကြရဝေးရွယ်ဇီယာစေးအစိမ်းမုံမြုပ်ဒီအကြမ်းထောင်းဂျင်းဒါဒီအားလုံးကိုတသားတည်းဖြစ်သွားပြီးအနံ့မွေးသွားတဲ့အထိကျွန်တော်တို့စီချက်တတ်မယ်ဆွနင်းမုံလေးထည့်ဖို့မေ့သွားတဲ့အတွက်ကြောင့်အခုထပ်ထည့်ပေးလိုက်ပါဒီလိုအနစ်လေးနဲ့အမွေးကြိုင်လေးရလာပြီဆိုလို့ရှိရင်တော့မီးလေးကိုပိတ်နောက်ထပ်ပိုင်းဖြတ်ထားတဲ့ဦးနုလေးတွေကိုထည့်ပါမယ်ခင်ဗျာအရသာကိုကြတော့စားထည့်မယ်အသားမုံလေးအတင်းတင်းထည့်အချိုမုံလေးအနေနဲ့လောက်ထည့်ဒါတွေအားလုံးကိုကျွန်တော်တို့တမအောင်တစ်ခေါက်ပြန်ပြီးတော့မွေးပေးပါမယ်နော်ဒီအချိန်မှာမီးဖွင့်လာဆိုတော့ကျွန်တော်လုံးဝမီးမဖွင့်သေးပါဘူးဒါနဲ့ကိုယ်တိုင်ချက်ပြုတ်ဖို့အချိန်မရတဲ့ညီကိုတွေအတွက်ကျွန်တော်အသင့်စားလေးထုတ်လုပ်ထားပေးပါတယ်ထိုင်းနိုင်ငံနေရာအနှံ့လည်းပို့ပေးနေပါပြီခင်ဗျာအပေါ်အောက်အားလုံးတမအောင်မွေးပြီးဆိုလို့ရှိရင်တော့ရေနွေးလေးကိုကျွန်တော်တို့အသင့်တင်လောက်ထပ်ထည့်ပါမယ်ခင်ဗျာဒီမှာအချိန်ကြာကြီးထပ်ချက်ပေးစရာမလိုတော့ပါဘူးเนาะဘာလို့လဲဆိုတော့စောနာကကျွန်တော်ပြုတ်ထားတဲ့အတွက်ကြောင့်မို့ပါဦးနုထဲကအနှစ်လေးတွေမထွက်သွားအောင်လို့အခုလိုအိုးလေးကိုလောက်ခါပေးပါကဲအခုလိုပပလေးပြန်ဆူလာပြီဆိုလို့ရှိရင်တော့ဟင်းရဲ့အပေါ်ငံအရသာလေးကိုမြည်မယ်ပေါ်နေမယ်ဆိုရင်တော့စားလေးအတင်းတင်းထပ်ထည့်လို့ရပါတယ်ခင်ဗျာဦးလေးတွေကမနူးသေးဘူးဆိုလို့ရှိရင်တော့နူးအောင်ထပ်ချက်ပေးပါเนาะအမွေးကြိုင်ဝင်ကြတော့ဒီနေ့ကျွန်တော်ရှမ်းနန်းနံလေးသုံးထားပါတယ်တကယ်လို့မဆလာကြိုင်ရင်မဆလာသုံးပါကျွန်တော်ကတော့ရှမ်းနန်းနံလေးသုံးထားပေးပါတယ်ဇပလင်လေးကြိုက်တယ်ဆိုလို့ရှိရင်ဇပလင်လေးအပေါ်ကအုပ်ပြီးလိုက်ပါခင်ဗျာကဲဖုံးလေးလောအောင်ပိတ်ပြီးနောက်ထပ်2မိနစ်လောက်ကြာလာပြီဆိုလို့ရှိရင်တော့အရန်ကမှမွေးကြိုင်ပြီးစားလို့ကောင်းတယ်ဝက်ဥချိုစီပြန်ဟင်းလေးရပါပြီခင်ဗျာဒီချက်နီမှာကြည့်ရှုသူတွေကိုဟိုဟာထက်ချက်ဒီဟာထက်ချက်မှာအဆင်ပြေတာမဟုတ်ပါဘူးကိုယ့်အကိုပြန်ပြီးတော့တီထွင်ကြံစပြီးချက်မယ်ဆိုလို့ရှိရင်လည်းချက်လို့ရပါတယ်ခင်ဗျာဒီထမင်းစားကြမယ်ဒါတွေကတော့ဝက်ဥလို့ကိုကျွန်တော်အချိုပုံစံနဲ့ချက်ထားရမှာเนาะဆက်ဆက်ကြိုင်တော့မျိုးဒီများထက်ချက်ပေါ့ဒါတွေကတော့ချက်ပေါင်ဟင်းကြိုလေးကိုတရုံမြင့်နေနဲ့ချက်ထားတာပေါ့ပြီးရကြတော့ကျွန်တော်တို့ဒီငပိကြက်နဲ့စားမယ်သူကချင်းတဲ့အရသာလေးရှိတဲ့အတွက်ကြောင့်ရုံညစ်နေ
စားတာတော့တကယ်မိန်ညီကိုတို့ရေချက်စားကြည့်နော်ဒီတအိုးကကျွန်တော်ကြည့်တာတော့လူကြီး9ယောက်ဝစားရနော်ဒီဟင်းတအိုးကတော့ကျွန်တော်စီမှာအတင်းစားလေးတွေလိုချင်တယ်ဆိုလို့ရှိရင်เนาะကျွန်တော်ရဲ့ TikTok ထဲမှာလာရောက်ကြည့်ရှုလို့ရပါတယ်เนาะဗာလေးတွေရှိတယ်ဆိုတာကဲဒီဝက်ဦးနုတွေကိုနောက်ထပ်ဟင်းကြိုလေးချက်တောက်လို့ရတယ်ဆိုတာကျွန်တော်နောက်ထပ်ဗီဒီယိုအတင်မှာထည့်ပြီးတော့တွေ့မယ်เนาะဒီနေ့တော့ကျွန်တော်သွားရအောင်မယ်ဘိုင်ဘိုင်ဒီလိုတင်ပြီးကြော်လေးလည်းမမေ့ရနော်